အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ for life computer online training ကနေလူထွေးစွာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့သင်တန်းကနေသင်ကြားပို့ချပေးနေတဲ့ Advanced Asian အခမဲ့သင်တန်းရဲ့သင်ခန်းစာ၈ကိုဆက်လက်ပြီးတော့သင်ကြားပေးမှာပါဒီသင်ခန်းစာမှာဆိုရင် if else function နဲ့ if error function တို့အသုံးပြုပုံကိုအစအဆုံးစနစ်တကျသင်ကြားပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့သင်ခန်းစာမစခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေက Advanced Asian ကိုအခြေခံကနေစပြီးစနစ်တကျလက်တွေ့ကြကြနဲ့လက်တွေ့သင်ခန်းစာတွေကိုလုပ်ငန်းခွင်အတိုင်းပဲသင်ကြားပို့ချခြင်းနဲ့ဆိုရင်ကျွန်တော်တို့ for life online training မှာ Advanced Asian video class ရှိပါတယ် Telegram ကနေတယောက်ချင်းပို့ပေးမှာဖြစ်ပါတယ်သင်ခန်းစာတွေနဲ့လေ့ကျင့်ခန်း file တွေကိုလည်း download ဆွဲထားလို့ရပါတယ်နားမလည်တာကိုလည်းဆရာနဲ့တိုက်ရိုက်မေးလို့ရမှာဖြစ်ပါတယ်ခင်ဗျာ Zoom နဲ့တက်ချင်တယ်ဆိုရင်လည်း Zoom အဖွဲ့လိုက် class တစ်လတစ်ကြိမ်ဖွင့်ပါတယ်နောက်ပြီးတော့ဆရာနဲ့တယောက်ချင်းသင်ချင်တယ်ဆိုရင် Zoom by one class တွေရှိပါတယ်မိမိနဲ့အဆင်ပြေတဲ့သင်တန်းကိုရွေးချယ်ပြီးသင်တန်းတက်ရောက်လို့ရပါတယ် Okay အဲ့တော့ if else function အဲ့တော့ if else function ဆိုတာကကျွန်တော်တို့က nested if နဲ့အတူတူပဲဟုတ်ပြီနော် nested if ဆိုတာကဘယ်လိုလဲဆိုတော့ if တွေကိုဇက်တိုက်သုံးသွားတာပဲဒါကြတော့ if else ကတော့ if တွေကိုဇက်တိုက်သုံးစရာမလို if else ဆိုတဲ့ function တစ်ခုတည်းနဲ့ logic တွေကိုလိုသလောက်ထည့်လို့ရတယ်သူကတော့ version မြင့်မှရမယ်version 2019နဲ့ Microsoft 365 version တွေမှာပဲသုံးလို့ရမယ်သူ့ရဲ့ main နဲ့ version တွေ73လို့16လို့ဆိုရင်2016တွေဆိုသုံးလို့မရပါဘူးဟုတ်ပြီအဲ့တော့ if else function ရဲ့ syntax function တိစောက်ပုံက logical test မဟုတ်တော့ logical test 1 value is true 1 logical test 2 value is true 2ဟုတ်ပြီနော်ကျွန်တော်တို့ nested if function မှာဆိုရင်ဥပမာဆိုပါစို့ဒီမှာအမှတ်တွေခွဲတယ်ဆိုပါစို့ abcd ခွဲတယ် abcd ခွဲတယ်ဆိုရင်ဒီမှာ logical test ရှိတယ် value is true ရှိတယ်ပြီးရင်နောက်ထပ် logical test ထပ်ထည့်ရတာပဲလေ value is true ထပ်ထည့်ရတာပဲဟုတ်ပြီအဲ့တော့ပထမ logical test ပြီးသွားလို့ value is true ပြီးသွားရင်နောက်ထပ် if ထပ်ယူရ if else မှာကျတော့အဲ့လိုယူကြမလို့ဓာတ်ရိုက်ဒီ logical test ကိုတန်းပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်ကြည့်ကြည့်အောင်ညီမချင်း if else ဟုတ်ပြီနော်သူ့ရဲ့တိစောက်ပုံက logical test 1ဖြစ်သွားပြီ logical test 1မှာသူ့ရဲ့အမှတ်က greater than equal 80အထက်လား comma 80အထက်ဖြစ်တယ်ဆိုရင် value ရ2နေရမှာ a ဟုတ်ပြီနော်ပြီးရင် logical test 2 if ထပ်ထည့်စရာမလို logical test ကဒါရိုက်ထည့်ရမှာဖြစ်တဲ့အတွက် if ရေးစရာမလိုတော့ဘဲနဲ့သူ့ရဲ့အမှတ်က greater than equal 60အထက်လား60အထက်ဆိုရင် b comma နောက်ထပ် logical test 3ကိုရောက်သွားပြီ logical test 3မှာလည်းအဲ့တိုင်းပဲ greater than equal 40အထက်လား comma 40အထက်ဆိုရင် c ဟုတ်ပြီနော်နောက်ထပ်တစ်ခု if function မှာတော့ nested if function မှာတော့ d ဆိုပြီးတိုက်ရိုက်ထည့်လိုက်လို့ရတယ်ဒါပေမဲ့ဒီမှာတော့ logical test ထပ်ထည့်ရတယ်ဟုတ်ပြီနော်ကျွန်တော် logical test 4ဖြစ်နေတာဖြစ်တဲ့အတွက် b2 က greater than equal 0ပေါ့0အထက်ဖြစ်တယ်ဆိုရင် logical test 4က0အထက်ဖြစ်တယ်ဆိုရင် value 2 4နေရာမှာ d လို့ထည့်လိုက်တယ်ကြည့်မယ်နော် logical test 1ကမှန်ခဲ့တယ်ဆိုရင်ဒီမှာအလုပ်လို့ပြတ်ပြီးသွားပြီမမှန်သေးဘူးဆို test 2ကိုဆက်သွား value 2ထွက်မမှန်သေးဘူးဆို test 3 value 2 3 test 4 value 2 4ဒီလိုပုံစံမျိုးနဲ့လည်းသုံးလို့ရမှာဖြစ်ပါတယ် if else ကိုသုံးမလားသို့မဟုတ်ရင်ရှေ့သင်ခန်းစာမှာသင်ခဲ့တဲ့ nested if ကိုသုံးမလားလိုအပ်တယ်လို့ကိုအသုံးပြုချင်တဲ့ပုံစံမျိုးကိုသုံးလို့ရတယ်သူ့မှာအားနည်းချက်အားသာချက်တွေအများကြီးရှိတယ်ပေါ့တစ်ခုနဲ့တစ်ခုတော့မတူဘူး if else နဲ့သုံးရမယ့်အခါမျိုးရှိတယ်လို့ nested if ကိုမဖြစ်မနေသုံးရမယ့်အချိန်မျိုးတွေလည်းရှိတာပါပဲဟုတ်ပြီနော်အဲ့တော့ function တိုင်းမှာအားနည်းချက်အားသာချက်တွေရှိတယ်ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့အသင့်တော်ဆုံး function တွေကိုရွေးချယ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက if error ဟုတ်ပြီနော် if error ဆိုတာက Asian မှာက error ကအများကြီးရှိတယ်7ခုလောက်ရှိနော်အဲ့တော့ကျွန်တော်အခုဒီမှာအဖြစ်များဆုံး error တွေကိုပြောမယ်နော်အဲ့တော့အဖြစ်များဆုံး error တွေကဘာတွေလဲဆိုတော့ name error တော့ formula မှားရေးတာမျိုးဟုတ်ပြီနော်ဥပမာ if လို့ရေးလိုက်နော်ပြီးရင်sorry တခုခုရေးလိုက်ပေါ့ရေးလိုက်လို့ကျွန်တော်တို့မှားပြီးရေးမိရဆိုရင်သူက name error တက်တယ်နော်ဒီမှာကြည့် name ဒီလို short name ဆိုတာဒီလိုမျိုး error အဲ့လိုမျိုး error တက်တယ်နော်အဲ့ဟုတ်ပြီအခုဒီမှာပြမယ့် error က value error ဆိုတာအဓိပ္ပာယ်သတ်မှတ်လို့မရဘူးနံပါတ်အနေနဲ့ကိန်းဂဏန်းအနေနဲ့သတ်မှတ်လို့မရဆိုလိုတဲ့သဘောတရားကကိန်းဂဏန်းတစ်ခုနဲ့ text စာသားတစ်ခုနဲ့ပေါင်းကြည့်လိုက်ပေါင်းလို့မရဘူးဆိုလို့200နဲ့ a နဲ့မှာပေါင်းလို့မရတော့ပေါင်းလို့မရတဲ့အတွက်ကျွန်တော်တို့ value error တက်တယ်နောက်တစ်ခုက division 0လို့ခေါ်တယ်20ကို0နဲ့စားမှာဟုတ်ပြီနော်အဲ့တော့စားတဲ့အခါမှာပိုင်းကြီးက0မဖြစ်ရပိုင်းကြီးက0ဖြစ်တယ်ဆိုရင်
0နဲ့စားတဲ့ division 0 error တက်တယ်ပေါ့နောက်တစ်ခုက we look at တို့ h look at တို့နောက်ပိုင်းမှာသင်ရလိမ့်မယ်အဲ့ဒီ formula တွေ match function တွေ inter function တွေမှာဆို any error တက်တယ်ပေါ့နော် look at function တွေ look at value တွေပါတဲ့ function တွေမှာဆိုရင်ကျွန်တော်တို့ any error တက်ပါနောက်တစ်ခုက reference error reference error ဆိုတာဘယ်လိုမျိုးလဲဆိုဥပမာကျွန်တော်တို့2နဲ့3နဲ့မြောက်ကြည့်ပါဆိုပါစို့နော်2အမြောက်3 2အမြောက်3ဒါဆိုရင်6ရမှာပေါ့6ရတဲ့အခါမှာဒီ2အကွက်ကို delete လုပ်လိုက်တယ်ဆိုရင်သူက reference error တက်သွားပြီဒီလိုမျိုးအဲ့လို error တက်ရင်ဆက်လုပ်လို့မရဥပမာဆိုပါစို့ကျွန်တော်တို့ဒီman 200နဲ့ဒီကောင်လေးကိုမြောက်လိုက်တယ်မြောက်လိုက်လို့ဆိုရင်ဒီမှာအလုပ်လုပ်တယ်ပေါ့မမြောက်တော့ကျွန်တော်စားလိုက်အလုပ်လုပ်တယ်အောက်ကိုဆွဲချကြည့်မယ်ဒီတက်က0နဲ့စားတာဖြစ်တယ်လေ error တက်နေဒီလို error တက်နေရဆိုရင်ကျွန်တော်ပေါင်းကြည့် sum နဲ့ပေါင်းကြည့်မယ်ဒီဟာတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာ error ပါနေတာဖြစ်တဲ့အတွက် total ပေါင်းလို့မရအောင်အမှန်တကယ်ဆို20ရ90 60ရတူပေါင်းသွားလိုက်ဒါဆိုရင်ကျွန်တော်အဖြေထွက်ပေးရမှာဟုတ်ဒါပေမဲ့မထွက်လာဘူးဟုတ်ပြီနော်အဲ့တော့ဒီလို error တက်နေတဲ့အချိန်မှာ error ကိုကျွန်တော်တို့ကကြော်သွားချင်တယ်ဆို if error တက်ရင်လို့ပြောတာerror တက်ရင်ကိုကဘာလုပ်မလဲဆိုတာကိုစဉ်းစားမယ်အဲ့တော့ရှေ့ကနေပြီးတော့ကျွန်တော်တို့ if error ထည့်တယ်နောက်ဆုံးမှာနာသီးထည့်ဟုတ်ပြီနော် value if error function မှာ value ရှိတယ် value ဆိုတာကသူ့ရဲ့တွက်ဆောင်လှုပ်ဆောင်ချက်တွေ calculation တွေသို့မဟုတ် function တွေကလှုပ်ဆောင်မှုမှန်နေတယ်အဖြေတွေထွက်နေတယ်ဆိုတော့အဲ့အဖြေတိုင်းထွက်ပြီတကယ်လို့အဖြေမထွက်ဘူး function မှာ error တစ်ခုခုပါနေတယ်ပြဿနာတစ်ခုခုတက်နေတယ်တွက်မရအောင်ဆိုရင် error တက်သွားပြီဆိုရင်အဲ့ error အစားမှာနာသီအစားသွင်းပေးပေါ့ဟုတ်ပြီနော်ကျွန်တော်ကတော့ဒီမှာနာသီအနေနဲ့အစားမသွင်းတော့0လို့အစားသွင်းမယ် error တွက်သွားရင်0လို့ပြပေးလို့ပြောလိုက်မယ် okay ဒါဆိုရင်20ရဲ့နေမှာကျွန်တော်တို့ဒီမှာ0အစားသွင်းသွားတယ် error တက်ရင်0အစားသွင်းလို့ပြောတယ်အခြားသောနာသီလို့တောင်းရတာမျိုးတွေရှိတယ်ဒါမှမဟုတ် if error တက်ရင်ဒီ function error တက်ရင်နောက်တစ်ခုဆက်လုပ်ပါဒီလိုမျိုးတွေလည်းရှိတယ်အမျိုးမျိုးတောင်းရတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ sum ပေါင်းကြည့်မယ်ဒါဆိုရင်အဖြေထွက်တယ်ဟုတ်ပြီနော် error တက်နေတဲ့အခါမှာ error ကိုကျော်ပြီးတော့အလုပ်လုပ်ချင်တယ်ဆိုရင် if error function ကိုအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်သင်ခန်းစာနဲ့ပတ်သက်ပြီးတော့တစ်စုံတစ်ခုနားမလည်တာရှိရင်ကျွန်တော်ကိုအားမနာတိုင်းပြန်ပြီးတော့မေးနိုင်တယ်သို့မဟုတ်ရင် comment မှာလည်းမေးထားလို့ရပါတယ်ခင်ဗျာ